ဒီ Facebook မှာတော့ဗီဒီယိုလေးရတင်နေပေါ့နော်ဒါပေမဲ့လို့ကျွန်တော် TikTok မှာ active မဖြစ်တော့ဘူးအဲဒါကြောင့်မလို့TikTok ကတော့သိမတင်ဖြစ်တော့ဘူးပေါ့နော် Facebook မှာလည်းနောက်ဆုံးတင်ထားတဲ့ဒီအစာအိမ်အကြောင်းပေါ့နော်အဲ့ဒီအောက်ကကျွန်တော်ကိုဖြည့်ပေးစေလို့တဲ့ comment တချို့ဖြည့်မှာဖြစ်ပါတယ်ဒီရပိုင်းနေရာလည်းနေလည်းသိမကောင်းလို့စာလည်းမဖတ်ဖြစ်ဘူးဒီဟာလည်းမလုပ်ဖြစ်ဘူးဖြစ်နေပါတော့အဲ့တော့ဒီ comment အောက်မှာမိထားကြတော့အစာအိမ်သွေးကြောပေါက်တာတဲ့ဗာဆေးတွေအစားအသောက်တွေရှောင်မလဲဆရာရဲ့အသက်က30ခွန်ပါခင်ဗျာတဲ့ကျေးဇူးပြု၍ဖြည့်ကြပေးပါတယ်အစာအိမ်သွေးကြောပေါက်တဲ့ကိစ္စဒီမှာတော်တော်ဖြစ်တယ်ဒီမှာတော့ကျွန်တော်အခုရောက်နေတဲ့ဒီရန်ကုန်ဘက်မှာပေါ့နော်ဘာကြောင့်ဖြစ်လဲဆိုတာကျွန်တော်ပြောပြီးပေါ့နော်အဓိကတော့ဒီရန်ကူတွေရနောက်ပြီးတော့စေးပြင်းကင်တဲ့ဆရာတွေရပေါ့နော်သူတို့ရကိုစီရောက်ရင်ချက်ချင်းတက်တာစီရှင်တော့အမှစေးပြင်းတွေထိုးတယ်တိုင်းလိုဒီဇိုင်းထိုးတယ်အဲ့တော့အစာရင်ကမခံနိုင်ဘူးပေါက်တယ်ပေါ့နော်အဲ့တော့ဘာရှောင်းလဲမေးမယ်ဆိုရင်ကိုမတိမတက်မကျွမ်းမဲနဲ့ဘာစီမှမတောက်ပါနဲ့နံပါတ်1အရေးကြီးဆုံးပေါ့နော်ပမာစီအင်္ဂလိပ်စီဆိုတာအစာအိမ်ရောင်တက်တယ်သွေးကြောပေါက်တက်တယ်လို့သိတယ်ပေါ့နော်ဒါပေမဲ့ပမာစီလောက်ကတော့မဖြစ်ပါဘူးတိုင်းရင်းစီလို့ထင်နေရပါတော့ပမာစီတိုင်းရင်းစီတွေမှာလည်းဘယ်လိုပြောရမလဲတချို့စီးတွေပေါ့နော်တော်တော်များတော့စီးမှာအမြင်သက်သာခြင်းဆုံးနဲ့အဲ့စီးရွက်တွေထည့်ပေးကြတယ်အဲ့စီးရွက်တွေကဒီလိုမျိုးဖြစ်တတ်ပါတယ်အဲ့တော့အဓိကတော့စီးကိုမသိပဲမတက်ပဲနဲ့မတောက်နဲ့ပေါ့နော်စီးတောက်မယ်ဆိုရင်တက်တဲ့သူဒီဆရာဝန်တူဦးနဲ့တိုင်ပင်ပြီးမှပဲတောက်ပါပေါ့နော်အဲ့ဒါအရေးကြီးတာအဲ့တော့အစားအသောက်အနေနဲ့ကျတော့ပုံမှန်စားနေကြအတိုင်းပဲစားလို့ရပါတယ်ဆိုင်သွေးကြောပေါက်တယ်ဆိုတာကုသပြီးသွားရင်ပြန်ပြီးတော့ပုံမှန်ဒီအတိုင်းပြန်ဖြစ်တယ်ပြန်ဖြစ်တဲ့အချိန်မှာပုံမှန်တိုင်းပဲစားမယ်တိတ်မတက်ဘူးပြောရမယ်ဆိုရင်စစ်စစ်ပေါက်ပြောမယ်ဆိုရင်တော့အဆက်တွေမတက်ဘူးပေါ့နော်အချင်းကြီးအဆက်တွေနောက်ပြီးအစာစားခြင်းမှန်မှန်တာမျိုးတွေအဲ့မျိုးတွေမတက်ဘူးပေါ့နော်အဲ့ဒါလေးရှောင်နိုင်ရပါတယ်နော်ဒါကိုတူရင်ထွန်းပေါ့နော်သူကမိထားနောက်တစ်ယောက်ကကျတော့စမ်းຫນွေအေးတဲ့ဆရာစီဘိုးအကြောင်းနဲ့တဲ့ဘယ်လိုကုရမယ်ဆိုတာစီးကိုဘယ်လောက်ကြာအောင်တောက်အောင်လဲဆိုတာရှင်းပြပါဆရာဒါကျွန်တော်တိတော့မှာတင်ထားရတာပေါ့နော်စီဘိုးကအခုဂရင်းနေရနဲ့အထက်အစိုးရစီးုံဒီမှာအလကားကုပေးပြီးအခမဲ့ကုပေးနေပြီပေါ့နော်ဒါသူရဲ့ project နဲ့ကုပေးနေတာအဲ့တော့အဲ့မှာပဲပြလိုက်ပါကျွန်တော်ဒီမှာမပြောတော့ဘူးပေါ့နော်ညာတော့အဖြစ်တိတ်ပြီးတော့မစိုးတဲ့ပိုးဆိုတော့ဂျီနိုတိုက်ဆိုတာရှိရပေါ့နော်အမျိုးအစားပေါ့အဲ့ဒါပြောဦးတယ်တိတ်ပြီးမစိုးဆိုရင်3လလောက်ဆိုရင်တောက်ပြီးရင်တခါရဲ့အပြောက်သွားတယ်အရင်တော့စီဘိုးတွေကဆေးကူရခတ်တာပေါ့နော်အခုနောက်ဆုံးပေါ်ဆေးမှာလောက်ကြီးလည်းမခတ်တော့ဘူးပြောင်းတော့လည်းတအားမြန်တယ်ဒါကလည်းမြင်တယ်ပေါ့နော်အဲ့မှာလည်းအရေးကြီးတာကျတော့ဒါဒီတိုင်းစကားလက်ဆောင်ပေါ့နော်စီဘိုးကူတဲ့အခါမှာဒီစီဘိုးတေဆေးဆိုပြီးပေးကြလိမ့်မယ်အဲ့ဒါမှအခုကသာကိုတခြားသူများပြောလိမ့်မယ်ပေါ့နော်ဒီဆေးလေးတောက်ကြည့်ဆိုပြီးအသေးအားဆေးတွေပေးတတ်လိမ့်ရှိတယ်စီဘိုးသမားတွေမှာမြင်မြင်ပြောက်ချင်အသေးအားဆေးမတောက်ရပါဘူးအသေးအားဆေးတောက်ရင်စီဘိုးမြင်မြင်မပြောက်ဘူးပိုပြီးကြတတ်တယ်ပေါ့နော်အဲ့ဒါလေးသိထားပါနော်နောက်တစ်ခုကကျတော့မြင့်ခိုင်ဆိုတဲ့အကောင်ပေါ့နော်အန်တီမြင့်ခိုင်ဖြစ်နေတယ်ဆရာရှင်းတယ်အသက်က50ကျော်ပါပြီတဲ့မီးရက်သွေးဆုံးမီးရက်ဆိုတော့သွေးဆုံးရင်မီးရက်ဝင်သွားတတ်လားဆရာတဲ့ဒီတစ်ခွဲပဲဖြေရမယ်ဆိုရင်သွေးဆုံးရင်မီးဝင်သွားတတ်တာမျိုးအဲ့လိုကိစ္စမရှိဘူးဘယ်လိုရှိလဲဆိုတော့သွေးဆုံးပြီဆိုရင်အမျိုးသမီးမှာဘဝတစ်လျှောက်လုံးနေခဲ့တဲ့ဒီ estrogen ဆိုတဲ့ဟော်မုန်းကနည်းသွားတာလုံးဝမထုတ်တော့တာအဲ့တော့ကို့မှာအကြာကြီးရှိနေခဲ့တဲ့သွေးသားတွေကဟော်မုန်းမရှိတော့ဘူးဆိုတော့လူကနေရတစ်မျိုးဖြစ်လာတယ်တစ်မျိုးဖြစ်လာတော့ဟိုမှာကြားဥပါလိမ့်မယ်သူများပူတဲ့အချိန်မှာကိုကအေးတယ်သူများအေးတဲ့အချိန်ကိုကပူနေတယ်စိတ်တွေဆက်လာတယ်ပြီးတော့အစားအသောက်တွေမှန်မှန်ဖြစ်လာတယ်ပေါ့နော်အဲ့လိုမျိုးကာလကိုတွေ့ကြုံရတတ်တယ်အဲ့ကာလအမျိုးသမီးတွေအရေးကြီးဆုံးအချိန်မျိုးပေါ့နော်အရေးကြီးဆုံးအချိန်ပဲဖြစ်တယ်အဲ့လိုအချိန်မှာတော့ဒီသူကဗမာစကားနည်းနည်းတော့ခက်ထန်နေပြောမှာပေါ့နော်မီးရက်သွေးဆုံးတာတို့မီးရက်ကျိုးတာတို့အဲ့လိုမျိုးတွေသုံးကြတာပေါ့နော်တကယ်ကျတော့ဒါ menopause ဖြစ်သွားတာပဲmenstruation မလာတော့ဘဲနဲ့ရက်သွားတဲ့ကိစ္စပဲအဲ့လိုပဲသုံးတင်တယ်ပေါ့နော်မီးရက်ကျိုးတာတွေပဲမသုံးတင်မီးရက်ဝင်းဆိုပြီးတက်လည်းမရှိဘူးပေါ့နော်ဒါပေမဲ့တခုတော့ရှိတာကျတော့အဲ့အချိန်မှာလူကနည်းဘယ်လိုပြောမလဲစိတ်ကနာမငြိမ်တာမျိုးသူမျိုးလည်းစိတ်ပြောင်းလဲဖြစ်နေတာမျိုးပဲဖြစ်တတ်တယ်အဲ့ချိန်မှာခဏခဏစားတယ်ခဏခဏသွားတယ်အဲ့လိုလည်းဖြစ်နိုင်တာပေါ့နော်ဒါဒီဟာဝဲပြောတာပေါ့နော်အခုဝင်းပြက်တာတစ်လပြည့်တော့မယ်တဲ့တစ်လလုံးဒီပါဝင်းပြက်နေတယ်ပေါ့နော်ဒီနေ့တုန်းမှာ2ခါလောက်သွားတယ်ညဘက်တစ်ခါလောက်သွားတယ်စူပေါင်း3ချိန်ပေါ့နော်အစာစားတာမပြတ်ပါဘူးတဲ့ကလေးတွေအစားမိုင်းစားတာတွေဝင်းသွားတာမျိုးဆိုတော့ဝ
ဝင်းနူးနေတာဝင်းပြက်နေတာမျိုးပေါ့နော်အဲ့တော့ဘာဖြစ်နိုင်လဲဆိုတော့ဒါကတော့ခဏတိုင်းဖြစ်နေတယ်ပေါ့နော်ကိုယ့်အတွက်ပြဿနာဖြစ်နေပြီဆိုရင်တော့ဆေးရုံဆေးကန်းတစ်ခေါက်တော့ဒီ medical check up အနေနဲ့သွားတဲ့တယ်မီးရက်နဲ့တော့တိုင်းရက်သက်ဆိုင်တာမဟုတ်ဘူးဘယ်လိုမျိုးလဲဆိုတော့တစ်ခါလေအစာအိမ်နဲ့ဆိုင်တာအစာအိမ်ရောင်တာနောက်တစ်ခုကကျတော့ဒီတစ်ခါလေအလုံးတွေအကျိတ်တွေပေါ့နော်အဲ့လိုမျိုးရှိနေတဲ့ခါမှာဝင်ရခဏသွားတယ်ပဲပေါ့နော်ဒီရွယ်မှာဖြစ်ခဲ့တဲ့50ကျော်60ကျော်လာပြီဆိုရင်ပိုပြီးသတိထားမယ်ပေါ့နော်နောက်မေးချင်တာကကျတော့ဒီ alarm sign ဆိုတာကျွန်တော်ပြောတယ်အစာအရင်တော့ကအစာမကြည့်တာလည်းမရှိဘူးဒီ50ကျော်လာမှအစာမကြည့်တော့ခဏအန်ကျင်တယ်မျိုးရှိလာတယ်နောက်တစ်ခုကကျလူကနေရတာနှုံးလာတယ်အစာပြက်တယ်အဲ့လိုမျိုးပေါ့အဲ့လက္ခဏာတွေရှင်းနောက်ပြီးတော့ပိန်လာတယ်လှိလာတယ်ပေါ့နော်အဲ့လိုရှိရဆိုရင်တော့ချက်ချင်းသွားပြသင့်ပါတယ်အဲ့တော့တိုင်းရသက်ဆိုင်ခြင်းတော့မရှိဘူးဘာကြောင့်ဖြစ်နိုင်လဲဆိုကျွန်တော်ခုနပြောယောဂတွေရဲ့နောက်တစ်ခုကကျတော့ဒီရမနေတဲ့သူတွေထားမှာကျတော့သွေးတိုးစီးကြိုပေါ့နော်အထူးသဖြင့်စီးကြိုဖြစ်တဲ့အခါမှာဝင်ရနည်းနည်းအတင်းလိုက်ပြီးတော့မရရအောင်သက်ဆိုင်အောင်ပြောရရင်ဒီ neuropathy ဆိုတဲ့ဟာတွေပေါ့နော်အာယုံကြောဦးထဲမှာရှိတဲ့အာယုံကြောတွေကနည်းနည်းကမောက်ကမဖြစ်ပြီးတော့ခဏဝင်သွားတာမျိုးဖြစ်တတ်တယ်နော်အဲ့တော့အဓိကဒါနဲ့တော့မဆိုင်မဲ့ medical check ကတော့တစ်ခါတော့သွားပြီးတော့လုပ်စီရှင်ပါတယ်ပေါ့နော်နောက်တစ်ခုနေလင်းဆိုတဲ့အကောင်ပေါ့နော်6မိနစ်တာရှိတယ်ကျွန်တော်ကလည်းအဆိုင်ပိုးတွေ့လို့တဲ့ပိုးတက်လိုက်ပြီးပြီဆရာတဲ့โอเคဒါပေမဲ့မပြောက်ဘူးဆရာတဲ့တစ်နှစ်ကျော်ကြီးတဲ့မပြောက်နိုင်ဘူးဖြစ်နေတယ်တဲ့ဘိုက်တဲ့ပူရရင်ပူရစသဖြင့်ပေါ့နော်အဲ့တော့ဒါကျွန်တော်ပြောပြီးနေတူတဲ့စာအိမ်ပိုးတစ်ခုတည်းကြောင့်အဆိုင်ယောဂဖြစ်တာမဟုတ်ဘူးတခြားဖြစ်စီတဲ့ကောဇက်တွေအများကြီးရှိရပေါ့နော်အဲ့တော့မပြောက်ဘူးဆိုတာကပိုးမပြောက်တာကိုပြောတာလားလက္ခဏာမပြောက်တာကိုပြောတာလားပေါ့နော်အဲ့တော့သူကအစာရင်ယောဂဖြစ်လာတယ်ဆိုရင်ပိုးစစ်လိုက်တယ်ပိုးရှိတယ်ပိုးသက်စစ်ပေးတယ်ဒါပေမဲ့ပိုးပြောက်သွားပြီပိုးကပြောက်သွားပြီပေါ့နော်ဒါပေမဲ့ယောဂမပြောက်ဘူးဆိုတာမျိုးတွေအများကြီးကြုံတတ်ပါတယ်ဘာကြောင့်လဲဆိုတော့ဒါကျွန်တော်ပြောသလိုပေါ့နော်ဒီပိုးကြောင့်မဟုတ်ဘဲနဲ့ဒီတိုင်း functional dyspepsia ဆိုတာရှိတယ်ကျွန်တော်ဒီတိုင်းပဲအစာမကြည့်တာယောဂမဟုတ်ဘူးပိုးကြောင့်ဖြစ်နေယောဂမဟုတ်အစာမကြည့်တာအဲ့လိုတွေမှာဆိုရင်ပိုးကတည်သွားပြီမဲ့လေသူ့ရဲ့အစာရင်လက္ခဏာတွေမတက်တာတက်ဘူးပေါ့နော်အဲ့တော့ဘယ်လိုလုပ်ရမလဲဆိုတော့ဒီအစားအသောက်နည်းနည်းသတိထားမယ်နောက်တစ်ခုကကျတော့အစာစားတဲ့ pattern တွေကကျွန်တော်ပြောလို့ပေါ့နော်ဖြည်းဖြည်းချင်းစားမယ်အမြဲမစားရဘူးဖြစ်နိုင်တယ်ဆိုရင်အပျော်လေးပဲစားမယ်အားဖြည့်အချိုကြီးတွေမတောက်ရဘူးနောက်အရေးကြီးဆုံးကကျတော့ဒီအစာရင်သမားတွေကစိတ်နဲ့တအားဆက်တယ်ပေါ့နော်စိတ်ရှုပ်မခံရဘူးပေါ့နော်စိတ်နည်းနည်းရှုပ်လာတာနဲ့ဒီပိုးရှိမရှိဘိုက်ကနာလာတတ်တယ်နာပြီးအန်မယ်နောက်ပြီးတခြားနောက်ကလက္ခဏာတွေဖြစ်လာတယ်ပေါ့နော်အဲ့တော့အကြံပေးရရင်ဘယ်လိုလုပ်ရမလဲဆိုရင်ကျတော့ဒီတိုင်းပဲအစာနဲ့တေချာထိမ့်မယ်အစာစားတဲ့ pattern ကိုသတိထားမယ်အပျော်လေးပဲစားပြီးတော့စိတ်ဆိုးရိမ်မှုတွေ short ချမယ်ပေါ့နော်အဲ့လိုဆိုရင်တက်တာသွားကြတာများပါတယ်ဒီလောက်လေကဲဒါဒီနေ့ကျွန်တော်ဒီလောက်ပဲဖြေမယ်ပေါ့နော်နောက်ပြီးအင်ဒီကုန်းကျုံအနေနဲ့ပြောချင်တာကျတော့ကျွန်တော်က online မှာတွေးဖြေမဖတ်ပေးပါဘူးပြီးတော့ treatment မပေးပါဘူးသဘောကတော့ဆရာဒါလေးပဲတစ်ခေါက်တော့ကြည့်ပါအောင်ဆိုပြီးလာထိုးပြကြတာမျိုးတွေရှိတယ်ကျွန်တော်ကလည်းအားနာတတ်တော့ကြည့်ပေးတယ်ဒါပေမဲ့လို့အဖြေဖတ်ပေးရအဆင်မပြေပါဘူးလာပြီးတော့မမေးစေချင်ပါဘူးဟိုလိုမျိုးခြေရလည်းမဟုတ်လို့မာနာကြီးရလည်းမဟုတ်ဘူးဥမာမဲ့ပြောပြမယ်ကွယ်လူနာအဖြေကိုလူနာကိုမသိစေချင်လို့လူနာကင်ဆာပေါ့အဲ့တော့ဒီတိုင်းထားတယ်ဆရာဝန်ကလည်းဒီတိုင်းပဲထားတယ် confidential အနေနဲ့ထားတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့လာပြီးတော့ကျွန်တော်ဖြေတော့ပြဿနာတွေတက်တော့နေထိုင်ကျွန်တော်ခေါင်းပေါ်ကိုအဲ့ဘူးလုံးကြီးရောက်လာမှာပေါ့နော်အဲ့လိုမျိုးကိစ္စတွေရှိတယ်အဲ့တော့ဒါဆရာဝန်နဲ့လူနာကြား confidential ကိစ္စတွေပဲဆရာဝန်ရဲ့ကိုယ့်ရဲ့လူနာရဲ့ဒီနှစ်ဦးပဲသိတဲ့ကိစ္စတွေအများကြီးရှိတယ်အဲ့တော့ကျွန်တော်တို့လာပြီးမမေးပါနဲ့ကျွန်တော်မဖြေပါဘူးနောက်ပြီးဒီကုသမှု treatment ပိုင်းနဲ့အလိုပဲပေါ့နော်တခြားဆရာကုထားတာကိုဆရာဒါလေးကောင်းလားဆိုပြီးတော့လည်းကျွန်တော်ဖြေပေးပါဘူးဒါကသူ့ရဲ့ choice နဲ့သူကုထားတဲ့ကိစ္စဖြစ်တယ်ကျွန်တော်လူနာမဟုတ်တဲ့အတွက်လည်းကျွန်တော်မဖြေပါ